အားလုံးပဲမင်္ဂလာပါခင်ဗျထက်လင်း right channel လေးမှာကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကိုပါတောင်ဇက်လန်ကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျကျွန်တော် channel မှာကြပြတိုနဲ့စာတိုလေးတွေကိုတင်ဆက်ပေးတာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပြီးတော့အသေးအတွေတင်နိုင်သိရှိနိုင်အောင်ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပါကဲဒါဆိုဇက်လန်လေးကိုစားလိုက်ကြရအောင်ကျွန်တော်ထက်လင်းပါကိုပါတောင်အပိုင်း1မိတ်ဆက်ကန်နီဆိုတဲ့ရွာလေးရဲ့အထက်ပိုင်းညောင်မင်းကြီးအောက်မှာလူလူစုကြက်တိုက်နေကြတယ်ကိုပါတောင်တို့ချက်ကဟိုကောင်းချက်ကိုပြတ်သက်နိုင်တော့မှာကျုပ်ရက်တော့ဝဲလိုက်ရတော့မှာအေးတော့ခဲ့သွားငါတော့ထိုင်းရည်လေးပဲယူခဲ့ကွာအော်ဟုတ်ကဲ့ကျုပ်ကိုပါတောင်ရက်မတော့တာသိပါတယ်ဗျာထိုင်းရည်နှစ်မျိုးဆွဲခဲ့မယ်ဟုတ်ပြီလားအေးမြန်သွားမြန်လာခဲ့ကွာအော်ငါတို့နေအောင်ဟျာမင်းတော့ရဲ့ငါတပည့်ကျွမ်းနေယူပါခေါ်ခဲ့ကွာအော်အေးခေါ်ခဲ့လိုက်မယ်ကိုပါတောင်တို့အဖွဲ့သူတို့ချက်အသာစီးရလို့အောင်ပွဲခံရအရက်နဲ့ထမ်းရည်တွေမှာနေတော့ရွာလူကြီးသားကိုပိုက်တိုက်ကြီးရောက်ချလာခဲ့ကျန်တဲ့လူတွေကထပြေးဖို့လုပ်ကြရဟဲ့ကောင်လေးဘာလို့ထပြေးနေတာလဲမင်းတို့ကြက်ရှုံတာအတိတာကြီးနော်ပေးရှုံကြီးတကြီးသားလာတာအကြောင်းပြပြီးထပြေးလို့ကတော့ငါလက်တီကငြိမ်နေမယ်ထင်တာလားမဟုတ်ပါဘူးကိုဘတောင်ရကျုပ်ကြက်ရှုံတာကျုပ်သိပါတယ်ရော့လောင်းချင်းငွေအေးအဲ့ဒါလို့ဆိုရင်ပြီးတာပဲကိုကြက်ကိုယူပြီးနားလိုက်ကြတော့ကဲကိုဘတိုက်လိုင်းကိစ္စဘာလဲပြောကိုဘတောင်ကိုဘာခေါ်ဟိုင်းလို့ဘာကွာငါကြက်လိုက်တဲ့ရွာပြင်မှာလေစူပူမှုလည်းမဖြစ်အောင်ငါးပါငါအာမခံတာပဲမင်းဘာဖြစ်လို့ငါ့ကိုလာဖန်ခိုင်းတာမဟုတ်ပါဘူးကိုဘတောင်ရတခြားကိစ္စဖြစ်မှာပါကိုဘသားကြောင့်လည်းကြုတ်တိနေတာပဲအေးအဲ့ဒါဆိုလည်းပြီးရောသွားကြမယ်အော်ခဏလေးဖျောင်းနေဟိုကောင်ငါထွန်းပြန်လာရင်တောက်နှိမ့်ကြနော်ငါတကြီးအိမ်လိုက်သွားလိုက်အောင်အေးလိုက်သွားကိစ္စပြီးရင်တော့ပြန်လာခဲ့နော်စောင့်နေမယ်ကိုဘသားအဲ့ဒါလိုနဲ့ကိုဘတောင်လို့တကြီးအိမ်ထွက်လာခဲ့ကြတာပေါ့တကြီးအိမ်ရောက်တော့တကြီးကအိမ်အောက်စပွဲကုံပေါ်ကနေလက်ဖက်ရည်ငှဲ့တောက်နေရင်စကားဆိုလိုက်လေတယ်မောင်ဘတောင်ရောက်လာပြီလားကွာထိုင်ကွာရင်းနေကြတော့ဟုတ်ပါပြီတကြီးဟာကျုပ်ကိုခေါ်ရဆိုတော့ဘာဖြစ်လို့လဲကျုပ်ကြက်တိုက်ရွာပြင်မှာနော်အေးပါဘာတောင်ရငါသိပါတယ်ကွာမင်းကြောက်ရွာထဲမှာစူတာပူတော့ရော့နေတာလဲငါသိတယ်အခုကဆရာတော်ကမင်းကိုခေါ်ခိုင်းလိုက်လို့ကွာဗျာတကြီးကျုပ်ရွာပြင်မှာကြက်တိုက်တာဆရာတော်တိုင်ရလိုက်တာလားမဟုတ်ပါဘူးကွာမနေ့ကအเจ้าကိုသွားရင်ဆရာတော်မှားလိုက်လို့ပါအော်အဲ့ဒါဆိုပြီးရောကျုပ်သွားလိုက်အောင်မရင်ထဲကိုထိတ်သွားတာပဲကန်းနီရွာမှာကဆရာတော်ကိုပဲတရွာလုံးကကြောက်ကြရတာကိုဘတောင်ကကာသမားတယောက်ရွာလုံမိုက်ဆိုလည်းမမှားဘူးတကြီးတောင်ကိုဘတောင်ကိုပြောမရဘူးပြောမရဆိုကိုဘတောင်ကလည်းပြောစရာမဖြစ်အောင်နေတယ်လေရွာတွေကလူငယ်တွေစူတာပူတာရှိရင်တကြီးစီတော့မရောက်လိုက်ဘူးကိုဘတောင်အတန်ကြားရင်ငြိမ်သွားကြတာဒါပေမဲ့ကိုဘတောင်ကြောက်ရတာတခုတော့ရှိတယ်အဲ့ဒါဆရာတော်ချိန်လုံးပဲကြောက်ရတာလည်းမပြောနဲ့လေဆရာတော်မှာချိန်လုံးနံပါတ်စင်တက်ထားတာနံပါတ်1ကအကြောင်းသားတွေအတွက်ချိန်လုံးကိုတစ်လုံးနဲ့တီးတန့်ထားတာသူစာမေးတာရရင်ရမရလို့ကတော့စာရေးစပွဲကိုမှောက်ခိုင်းပြီးတော့စော်တော့တာပြုတ်နံပါတ်2ရွာလူငယ်တွေအတွက်စူပူတောက်စားရမ်းကားတာဆိုချိန်လုံးကိုနှလုံးပူပြီးစီစိန်ထားတာရှိတယ်စူတာပူတာကြားလို့ကတော့ကြောင်းလေတိုင်းကိုဖတ်ခိုင်းပြီးတော့စော်တော့တာပြုတ်နံပါတ်3တကြီးလက်ဆရာတော်ချိန်လုံးကမလွတ်ဘူးဘတ်လိုက်တာကိုလက်ယူတာကိုတွေ့တယ်ဆိုရင်တော့ချိန်လုံးကို3လုံးပူပြီးစီစိန်ထားတာမဟုတ်တာတခုမကြားလိုက်နဲ့ကြားလိုက်တာနဲ့စော်ပြီးသားမှတ်နောက်ဆုံးနံပါတ်4ဒါကတော့ကာလာသာကောင်းရွာလူမိုက်ကာသမားကြီးဖြစ်တဲ့ကိုဘတောင်အတွက်သူ့အတွက်တော့စိတ်မကောင်းစရာပဲသူကဆရာတော်ချိန်လုံးတွေထဲမှာနောက်ဆုံးအဆိုးဆုံးလေးလုံးပူရတဲ့ချိန်လုံးကိုစီစိန်ထားတာကိုဘတောင်လည်းဘာကိုမှဂရုစိုက်ဘူးဆိုတဲ့လူကဆရာတော်ချိန်လုံးကိုတွေ့တော့ကြောက်နေရတယ်ဒီလိုနဲ့ဆရာတော်ကိုဘတောင်ကိုခေါ်တယ်ဆိုလို့ရွာဦးเจ้าကိုထွက်လာခဲ့လိုက်တယ်မဖြစ်သေးဘူးငါတယောက်တည်းသွားရင်တခုဆိုငါတယောက်တည်းစော်ခံရမှာကြွက်နီကိုပြန်ခေါ်ဦးမှာဒီလိုနဲ့ကိုဘတောင်လည်းသူကြက်တိုက်တဲ့ရွာအရှိပိုင်းညောင်မင်းကြီးစီကိုပြန်ထွက်လာခဲ့လိုက်တယ်ဟိုရောက်တော့ဟာကိုဘတောင်ကြီးတကြီးသွားတာကြာလိုက်ကြဗျာလာထိုင်ရထိတော့မထိရသေးဘူးကိုဘတောင်ကြီးတော့ခြံထားတာကျွတ်တော့ရဲဖြူလေးနဲ့မျောနေတာတောက်ဖို့လာတာမဟုတ်ဘူးဟျောင်းကြီးဆရာတော်ခေါ်လို့ငါတယောက်တည်းမသွားရဲလို့မင်းတို့လာခေါ်တာဗျာဆရာတော်ခေါ်တာလားကျုပ်ကမူးနေပြီမလိုက်ရဲဘူးလေမိမိလေးမင်းတို့ကတော့ငါထားလို့ရတယ်မမူးသေးတဲ့လူလိုက်ခဲ့ပေါ့ဟဲ့ကြက်ဒီမင်းရောလိုက်ခဲ့မလိုက်ရင်ဒီခါတကားထွက်ရင်မင်းမခေါ်ဘူး
ကျုပ်ကမတော့ရသေးပါဘူးဆရာရဲ့ဟိုကောင်ငါထုံးလည်းမတော့ရသေးဘူးဆရာမရောက်ခင်လောက်ကမှကျတို့ကရောက်လာတာကျုံနှစ်ယောက်လိုက်ခဲ့မယ်အဲ့လိုလုပ်ပါကွာလာသွားမယ်ဟိုကောင်နေမမျိုးတို့ကျော်တန့်တို့မင်းတို့လည်းအေးစိပြန်တော့တခုကြားလို့တော့ငါလက်သီးပြရင်မင်းတို့မျက်နှာပေါ်ရောက်လာမှာမှတ်ဒီလိုနဲ့ကိုပတ်တောင်တို့ဖုန်းကြီးเจ้าကိုထွက်လာခဲ့တော့တယ်ငါတော့ပြန်လုပ်ချင်တာဟာဟရကျော်တန့်မင်းမလားနဲ့ကွာကိုပတ်တောင်ကိုအဲ့လိုပြောရဲတယ်ဟိုကကြားလို့လက်သီးပြရင်လွတ်လိုက်မယ်မဟုတ်ပါကွာငါနောက်တာပါကျော်တန့်ကကိုပတ်တောင်ကိုကျိန်းနေရတာငမိုးပြောတော့မှငြိမ်သွားတယ်ကိုပတ်တောင်တို့လည်းဖုန်းကြီးเจ้าရောက်လာခဲ့တယ်ကျောင်းဝါကကပ်ပိယာကြီးဦးကျော်ဝင်းကတပြက်စီလှဲရင်ဟဲ့ပတ်တောင်ရောက်လာပြီလားဆရာတော်အပေါ်မှာစောင့်နေတယ်ဟိုအောင်ကျွတ်နေတဲ့ငါထုံးလဲဘာလိုက်လို့လားကျိန်လုံးလာမြည်တာဟာကပ်ပိယာကြီးရဲ့ကျိန်လုံးကြီးထဲ့မပြောပါနဲ့ကြက်သိန်းကြီးထလာလို့ပါဟဲ့ငါထုံးဘာကြောက်တော့ကိုကအမှားမလုပ်ထားတာအမေကျွတ်နေရမကြောက်ဘူးပေါ့ဆရာတော်ငါတို့ကြက်တိုက်တာသိသွားရင်မင်းလည်းပါပြီလားမှတ်ဘာဆိုင်တော့ကျုံမကြက်မလိုက်တာကြက်တိုက်ထဲကျုံမမပါတဲ့ဟာမင်းရက်တော့မဆိုကြီးလိုက်လာတယ်လေအဲ့ဒါကြက်နိုင်တဲ့ပတ်စံပဲလေဟာကျုံမမတော့ရသေးတာမင်းမေလင်းနေကြပါအောင်ငါမှဆရာတော်ခေါ်လန့်နေရကြတယ်ကျောင်းပေါ်တက်သွားကြဆရာတော်ဘာတောင်းကိုစောင့်နေတယ်ကျောင်းပေါ်ရောက်တော့တရားစာအုပ်ဖြစ်ရန်တူတဲ့စာအုပ်ကိုလက်ကြညှက်ပြီးစာဖတ်နေတဲ့ဆရာတော်ဦးတိတ်တာကိုတွေ့လိုက်ကြရတယ်ဆရာတော်ကတက်တော်82တဲ့ဝင်နေပေမဲ့မျက်စိကလည်းကောင်းတယ်ခန္ဓာကိုယ်ကလည်းတန်တန်မာမာပဲကိုဘာတောင်းတို့ကိုဆရာတော်မြင်တော့လက်ထဲကစာအုပ်ချပြီးတော့ဘာတောင်းရောက်လာပြီလားတင်ပါဗျအဲ့လိုဆိုပြီးဆရာတော်ကိုဦးချကလောက်လိုက်ကြတယ်တပည့်တော်တို့ကိုခေါ်တယ်ဆိုလို့ဖေတပည့်တော်ဘာမှမလုပ်တော့ဘူးနော်ဖေမယုံရင်တို့မေးကြည့်ပါဖေဟုတ်ပါတယ်ဖေတပည့်တော်တို့ကြက်လည်းမတိုက်ဘူးအရက်လည်းမတောက်ပါဘူးဖေငါထုံးကအဲ့လိုထားပြောတော့ကိုဘတ်တော်မျက်ထောင်နေနဲ့ကြည့်ပြီးပေါင်ကိုလက်နဲ့ကြိတ်ချလိုက်တော့တယ်အာငါထုံးဘာဖြစ်တာလဲဘာမှဖြစ်ပါဘူးဖေပြောစိတ်ကြိုက်လို့ပါဖေကဲညင်နေကြစမ်းမညင်ကြိုက်တဲ့ချိန်လုံးနံပါတ်ကိုရွေးလိုက်ဆရာတော်အဲ့လိုပြောမှလူမိုက်ကြီးဆိုတဲ့ကိုဘတ်တော်အပါဝင်အားလုံးညင်သွားကြတယ်ဟိုလူမိုက်ကြီးဆိုတဲ့ဘတ်တော်မင်းကိုခေါ်လိုက်ရတခြားမဟုတ်ဘူးကမင်းကကားရီပါရီဆွဲတာလေမင်းကိုအန်ရကင်းအောင်ဒီဟာလေးပေးမလို့တင်ကန်းစာလေးနဲ့ပတ်ထားတဲ့ထွာသအရာလေးဗျဘာလေးလဲဖေအေးမင်းကကားဆွဲရတာဆိုတော့အန်ရကင်းရအောင်လို့ဒီဆေးချိန်လုံးလေးကိုနဲ့မကွာဆောင်တာတင်းမဖေတပည့်တော်တေချာသိမ်းသားပါဖေကားသမားဆိုတာအန်ရအများသားကွဖေတရားတန်ခိုင်းတရဏဂုံ3ပါးကိုမမေ့နဲ့ကြားလားမှန်ပါဖေတပည့်တော်ဘာလည်းလုံးမေ့ပါဘူးဖေဖုံဖေဟေးကပြကြီးဘာတော့ကွရွာလူကြီးနဲ့ဧည့်သည်တယောက်ပါလာတယ်ဖေအေးကျောင်းမလွတ်လိုက်လေတက်လာနေပါပြီဖေကျွတ်နေနဲ့ငါထုံးကတက်လာတဲ့ဧည့်သည်ကိုကြည့်ပြီးတော့ဘိုက်ကပူအရက်ကပူနဲ့တော်တော်ကြည့်ကောင်းနေပါလားဟေးဟဲ့ကောင်နေတိတ်နေစမ်းမင်းတို့ကတော်တော်ကြည့်ကောင်းနေတာဆိုတော့ငါထားလို့လိုက်ရဘာဖြစ်နေကြတာတော့ကပြကြီးကျိန်လုံးနံပါတ်2ယူခဲ့စမ်းဘာမှမပြောဘူးဖေတကြီးအောင်တိုက်ပါလားဧည့်သည်ကိုပါလာတာပဲလာကြကွယ်လာကြဖုန်းစီလာတာဘာကိစ္စတော့ကွဒီလိုပါဗျာဒီဧည့်သည်ကကားသမားတယောက်ပါဗျာသူကရွာထိပ်နားမှာကားမတော်တဆဖြစ်ပြီးတော့အကူကြီးတောင်းရအောင်တပည့်တော်အိမ်ကိုရောက်လာတာပါဗျာကျန်တာကိုတော့ကားသမားကိုကျော်အောင်ကပဲဆက်ရှင်းပြပါလိုက်မယ်ဗျာအေးရှင်းအောင်ပြောကွယ်ကူညီတာရှိရလဲကူညီရတာပေါ့မှန်ပါဗျာတပည့်တော်နာမည်ကျော်အောင်ပါဗျာမြန်မာပြည်အထောက်ပိုင်းအကုန်တွေမြောက်ရီဘက်ကိုပို့ဖို့လာတာပါဗျာကားမောင်ရင်ဒီဖုံရွာထိပ်နားမှာကားဘရိတ်ချော်ပြီးကားကတုံးလဲသွားပါတယ်ဗျဘေးနားကလူတွေကလာဝိုင်းကူပြီးတပည့်တော်ကားကိုဝက်ရှော့ပို့ပေးတယ်ပစ္စည်းတွေပို့ဖို့ကတပတ်တွင်းဆိုတော့တပည့်တော်ကားကလည်းနောက်9ရက်10ရက်မှရမှာဆိုတော့ဒီရွာထဲမှာကားသမားရှိတယ်ဆိုလို့လမ်းညွှန်လိုက်လို့တပည့်တော်ရောက်လာတာပါဗျဟုတ်ပါတယ်ဗျာတပည့်တော်အိမ်ကိုရောက်လာတော့ကိုဘတောင်းကဖုန်းကြီးเจ้าရောက်နေတယ်လေအဲ့ဒါကြောင့်ပဲကိုယ်တိုင်လာပို့ပေးတာဗျကဲဘတောင်းဒါကတော့ဖုန်းနဲ့မဆိုင်တော့ဘူးအလုပ်ကိစ္စကိုဘသာပြောကြတော့ဖုန်းလည်းပြောပြီးဆိုပြီးတရားထိုင်နေပါတော့တယ်ကိုဘတောင်းတို့လည်းကျောင်းချံဝင်နေတာကိုပြစ်မှာထိုင်ပြီးအလုပ်ကိစ္စဆက်ပြောကြတာပေါ့ကဲဘာတောင်ကြီးကိုကြောင်ရဲ့ကုံနေမင်းကားပေါ်ရွှေ့တင်ဖို့ဆိုတော့မင်းတို့ဘာသာတိုင်ပင်ကြတော့ကွာငါပြန်အောင်မယ်နေပါဦးတကြီးရဲ့တကြီးရှိတော့အစိုးချောင်းကောင်းချောင်းတိုင်ပင်လို့ရတာပေါ့အေးပါကွာမင်းတို့တော့အော်ဒါနဲ့ကုန်ပစ္စည်းတွေရွှေ့ဖို့တင်ဖို့ပြောင်းဖို့ရောလူရှိရလားမဟုတ်ရင်ရွာထဲတခါလဲခေါ်သွားရအောင်အဲ့လိုရရင်တော့ကောင်းတာပေါ့ဗျာကျွန်တော်လည်းလူမရှာရတော့ဘူးပေါ့ကဲအဲ့ဒါဆိုလဲငါလူစီနေပြီးရောအိမ်ရမယ်ဆောက်တော့မယ်မင်းတို့တိုင်ပင်စရာရှိတိုင်ပင်ပြီးတော့အိမ်ကုန်ပဲလိုက်ခဲ့တော့ကွာဟုတ်ကဲ့ကျေးဇူးအရန်တင်ပါတယ်ဗျာ
အဲ့တော့မှဆက်ရည်လက်ကြားညှက်ပြီးထိုင်နေတဲ့ကိုဘတောင်တို့၃ယောက်ထဲကကြွက်နီကတကြီးလူခေါ်မစုံမိန်းကလေးချောချောလေးပါခေါ်ခဲ့နော်အမောပြေတာဗောစောက်ခွေးငါစောက်ကန်လိုက်ရကိုဘတောင်ကလည်းဇက်ပိုးတစ်ချက်ရိုက်ချလိုက်ပြီးမိလင်ပစ္စည်းတွေကဘာတွေပါမှမသိမိန်းကလေးကဘလို့သေးမတော့ကိုကြောင်ကြီးထွေထူးတော့ပြောမနေတော့ဘူးကားသမားထုံးစံတိုင်းကျုပ်ရဲ့ကျုပ်တစ်ပည့်ရဲ့2ယောက်လိုက်မယ်2ယောက်လုံးတော့ဈေးငိမ့်ခေါ်ရမယ်နော်ကျန်လာတော့ထုံးစံတိုင်းပေါ့ဗျာရပါတယ်ဗျာကျုပ်နားလဲပါတယ်အဲ့ဒါဆိုတော့သွားကြမယ်လေဟဲ့ကျွတ်နီသွားယူဆိုင်ချက်ယူတော့အာနာကြီးပဲဘာကွာဘာမဟုတ်ပါဘူးသွားပြီလို့ငါတို့မင်းလည်းပစ္စည်းလိုက်ဝိုင်းတင်ကွာနော်အောင်မဲဝိုင်းလောက်ခိုင်းတဲ့လူကလေသားမာလိုက်တာအေးပါကွာမလိုက်ချင်လည်းနေဟာကိုဘတောင်ကလည်းလိုက်မှာပေါ့တမြူဖိုးတော့ပေနော်ငါထုံးပြောတဲ့တမြူဆိုတာထိုင်းရည်ကိုဆိုတာဖြစ်တော့တယ်ဒီလိုနဲ့သူတို့အဖွဲ့လောက်ဆက်ရှိရလှုပ်ပြီးထုတ်ခဲ့ကြရာကားပြင်ထားတဲ့ workshop ကိုရောက်ခဲ့ကြတယ်တကြီးကတော့လူရှာပေးပြီးအိမ်မှာနေခဲ့တယ်ဟဲ့အောင်ကျွတ်နီမင်းစရာကိုဖင်တစ်ခိုင်းလိုက်တော့ကွာဘာကွာပစ္စည်းတင်ဖို့လူစုတွေကအတန်ကိုကြားတော့ကိုဘတောင်ရဲ့ဘာကွာဆိုတဲ့အတန်ကြီးကြားတော့မှမဟုတ်ပါဘူးကိုဘတောင်ရဲ့ကားချင်းဖင်တိလိုက်တော့ပြောတာပါပစ္စည်းတင်အောင်လွယ်အောင်လို့မင်းနဲ့တော့ကိုဘတောင်လက်ဒီကြောင့်မသိတာတဲ့အတိုင်းပဲဒီလိုနဲ့ပစ္စည်းပြောင်းတင်ပြီးကိုဘတောင်တို့3ယောက်ထွက်ခဲ့ကြတော့တယ်ကိုကြောင်ရေး900လေးပါလေးဝယ်အောင်ကွာအေးဝယ်လေးရှင်းနာမှာဆိုင်ရှိတယ်ကျွတ်နီရှင်းနာရငါကားရပြီမင်းစင်းဝယ်ကွာဆရာကတော့လှုပ်ပြီဒီဆိုင်မှာအဖွားတော်ကြီးရောင်းတာဟိုးရှင်းနာနဲ့ဆက်မောင်းလို့ဆိုရင်ကောင်မလေးဆိုတဲ့ဆိုင်ရှိတယ်အဲ့ဆိုင်မှာကောင်မလေးချောချောလေးရှိတယ်အဲ့မမနော်မင်းကတော့လှုပ်ပြီကဲမင်းပေါ့ကွာဒီလိုနဲ့ကောင်မလေးဆိုတဲ့ကွန်းရဆိုင်ဘက်ကိုရောက်လာတော့ကားကိုရက်ပြီးကြွက်နီကကွန်းရဆင်းဝယ်တယ်ကြွက်နီမင်းကကွန်းရဝယ်တာလားကွန်းမင်ဆိုင်နေတာလားကွာဆရာရဲ့လူတွေများနေလို့ပါဘာလူများတာလဲမင်းเจ้าငါမသိဘူးထင်တာကိုကြောင်ရေးဒီကောင်ကြွက်နီကနှာဘူးသာထားတာတရေကြောက်တာတော့လွန်ရောသိလားဘလို့လဲပြပြောပါလားသွားရင်လာရင်အပြင်းပြေတာပေါ့ဒီလိုတခါကမြန်မာပြည်အထက်ပိုင်းပစ္စည်းပို့ရင်တောတောင်တစ်ခုကိုအဖြတ်ကိုဘတောင်ကစကားကိုအဲ့လိုအစချီပြီးတော့ပြောပြပါလေတော့တယ်ကျုပ်တို့ဆရာတပည့်2ယောက်တောဆက်ကိုဝင်ကြတဲ့ကကြွက်နီကတအင်းတဲနဲ့ဖြစ်နေတာကျုပ်လည်းမေးလိုက်တာပေါ့ဟဲ့အောင်ကြွက်နီမင်းဘာဖြစ်နေတာဘိုင်းနာလို့ဟာဘိုင်းနာရင်စင်းလေကွာငါကားရပြီမယ်မရက်နဲ့ကျုပ်မစင်းရဘူးဟာကွာငါတပည့်လို့ပြီးအဲ့လောက်ကြောက်တက်ရလားတော့ငါကားကိုလမ်းမေးထိုးရက်လိုက်ဝင်ကိုဘတောင်လည်းကားကိုလမ်းမေးရက်ပြီးစလိတ်တောင်းနေတော့တယ်ဆရာကြီးကျုပ်သွားမယ်နော်အေးသွားဆရာခေါ်ရင်ထူးနော်အေးပါကွာမြန်သွားမြန်လို့ကျွန်းနီတယောက်ခြုံနဲ့တိုးဝင်သွားချိန်ခွေးဥတန်တွေထွက်လာပါတော့တယ်အောင်မလေးလေးစောက်ခွေးတွေကတော့ကျွန်းနီခွေးဥတန်ကြားလို့ကြောက်နေပါတယ်ဆိုကျွန်းနီရဲ့နောက်ဖက်ခြုံတွေကတချွတ်ချွတ်နဲ့အတန်တွေထွက်နေတာပါကြောက်ပါတယ်ဆိုကွာဘာကြီးလည်းမသိဘူးကျွန်းနီခင်ဗျာအတန်ကြားတဲ့ခြုံတွေကိုလှမ်းကြည့်လိုက်သည်နဲ့တပြိုင်နက်ပြုံးဆိုပြီးယုံတော်ကောင်ကပြေးထွက်ပါလေရောအောင်မလေးလေးတရေကြီးပါပြုတ်ကျွန်းနီကတရေဆိုပြီးပစိုးမနိုင်ပေါ်ဝမနိုင်ထွက်ပြေးပါလေပြေးထွက်လာတဲ့ယုံကလည်းကိုဘတောင်ဆက်လိတ်တောက်နေတဲ့ဘေးကိုမှပတ်ပြေးမိနေတော့တယ်ဗျာကိုဘတောင်ကခါးကြမှာထောင်လာတဲ့တပြောင်နဲ့ပေါက်ထဲလိုက်ပါတော့တယ်ဟဲ့အောင်ကြက်နေမင်းကွာယုံကိုအဲ့လောက်ကြောက်ရလားမဟုတ်ပါဘူးဗျာယုံမှန်းမသိလို့ပါယုံမှန်းသာသိရင်နရောကိုကင်ပြီးတော့ဖမ်းလာခဲ့တယ်ကျွတ်နီရဲ့လေကြီးတာကိုနားထောင်ရင်အနံ့တစ်ခုထွက်လာပါလေတော့တယ်ဟဲ့အောင်ကျွတ်နီမင်းဒီတိုင်းထလာတာဟာဟုတ်တယ်လေဆရာရဲ့မင်းတို့လားငါအဲ့လောက်ကြောက်ရလားကွာမဟုတ်ပါဘူးဆရာရဲ့မြုံဆိုပြီးထွက်လာတော့လေကဲထားပါတော့ငါအန်ထွက်တော့မှသွားကားနောက်ထဲမှာရေရှိတယ်တန်ရှင်းလုပ်ခဲ့အင်းပါဆရာရဲ့ယွန်တက်နေတယ်ကျွတ်နီရဲ့ကြောက်တတ်တာကြောင့်အဲ့ဒီညယုံသားခင်ကိုထမ်းရည်လေးနဲ့မြည်ခဲ့ရတာဆိုပြီးကိုကျော်အောင်တို့ပြောပြလိုက်ပါလေကိုဘတောင်းနဲ့ကိုကျော်အောင်လည်းထားရီလိုက်ကြတော့ကျွတ်နီခင်ဗျာရှက်နေရတော့တယ်ဒီလိုနဲ့3ယောက်သားထွက်လာကြရနေ့လေထမင်းစားချိန်ကိုရောက်လာတော့ကိုကျော်အောင်ကစကားဆလာလေတော့တယ်ကိုဘတောင်းကြီးဒီဘက်ရောက်တိုင်းကျွန်တော်ထမင်းစားနေကြဆိုင်ရှိတယ်ရှင်းနာလေးမှာပဲအဲ့ဒါဆိုပြောလေကြုတ်ဝင်လိုက်မယ်ဆိုင်နမဲကဘာလဲလေဦးတရုတ်ကြီးတဲ့ကိုကျော်ကြီးဆိုင်မှာအပြိုချောလေးရှိလားရှိရဲကွာစပယ်တဲ့တအားလှတာ
အဲ့ဒါဆိုရင်တော့ထမင်းဖြူပဲစားတော့မယ်ဟာဘာလို့တော့ကွာဩဒါလှတာဆိုတော့သူ့အလှလေးနဲ့ထမင်းဖြူလေးနဲ့နယ်စားလိုက်တာမလေးစောက်ကမြင်းမှသာလူကားဖြစ်ပိန်လိန်လို့ရုံနဲ့စကားနဲ့မလိုက်ဆရာကလည်းရုပ်ဆိုးတာအလှပတော့ခံစားတတ်ပါတယ်ပြောဆိုနေကိုဘတောင်းလဲဦးတရုတ်ကြီးထမင်းဆိုင်ရှိကားကိုရက်လိုက်ပါတော့တယ်စပယ်ဧည့်သည်လာတယ်ဘာနဲ့ဆောင်လဲမေးလိုက်ပါဦးဆိုင်ရှင်ဖြတ်ဟန်တူတဲ့ဘိုက်ဘူးခက်ဝဝလူကြီးကလှမ်းပြောလိုက်ခြင်းဖြစ်တယ်ဟုတ်ကဲ့ရှင်အကူတို့ဘာနဲ့စားကြမလဲရှင်ကြက်သားဝက်သားအမဲသားစိတ်သားကလီစာအစုံရပါတယ်ရှင်အရန်လာတဲ့အပြုံးမှချင်းစပယ်ဖြစ်သူမိန်းကလေးကမေးလိုက်ခြင်းသာဖြစ်တော့တယ်စပယ်ဆိုသူမိန်းကလေးကမေးနေပေမဲ့ကြွက်နီကတော့စပယ်မျက်နှာလေးကိုပဲစိုက်ကြည့်နေတော့ဒါကိုသိတဲ့ကိုဘတောင်းကဟဲ့အောင်ကြွက်နီမင်းဘာဖြစ်နေတာလဲငါထားဆောက်ကန်လိုက်ရမဟုတ်ပါဘူးဆရာရဲ့ဘာနဲ့စားမလဲစဉ်းစားနေတာဟုတ်ကဲ့ပြောပါရှင်အသေးလေးတစ်ပွဲရှင်ဩကြက်သေးတစ်ပွဲလို့ငါသိရနော်ကြွက်နီငါသိတယ်မင်းစကားပြောတာအနှောက်သွားလွတ်အောင်ပြောစမ်းမင်းစားငါရှက်တယ်သလားကိုဘတောင်းကကြွက်နီကိုတိုးတိုးကပ်ပြောလိုက်ခြင်းသာဖြစ်တော့တယ်ဟိုကိုရောဘာနဲ့စားကြမလဲရှင်စပယ်လေးရဲ့အမေကြောင့်ကိုကြောင်ကကိုဘတောင်းမှားလေဗျာကျုပ်ကဘာနဲ့ဖြစ်ရတယ်ခင်ဗျားအစင်ကြတယ်မှားဩအဲ့ဒါဆိုစပယ်လေးအကိုတို့အတွက်စိတ်ကလေးစားနဲ့ချပါဟုတ်ကဲ့ရှင်ဩညီမစပယ်ထမင်းတွေမချခင်တီးစုံဖြော်ရေးအေးသုံးခွက်ချဗျာဟုတ်ကဲ့အမြန်ဆုံးရစေရမယ်ရှင်စပယ်ဆိုသူမိန်းကလေးကထွက်သွားတော့ကြွက်နီကပြုံးဖြည်းဖြည်းမျက်နှာကြီးနဲ့စကားဆူလိုက်ပါလေတော့တယ်တီးစုံဖြော်ရတော့မလို့တော့ဘူးအပြုံးလေးမြင်လိုက်ရတာရင်ထဲကိုအေးရှိသွားတာပဲအဲ့ဒါဆိုမင်းမတော့နဲ့လေတစ်ခွက်ရှော့ခိုင်းလိုက်ရမှာမလုံနဲ့လေစကားဖြစ်ပြောတာအေးအဲ့ဒါဆိုတိတ်နေကိုဘတောင်ကဟောက်လိုက်ချင်းသာဖြစ်တော့တယ်အကိုတို့အေးရပါပြီအာရင်ထဲကိုအေးသွားတာပဲခုနကပြောတော့ဖြော်ရည်တော့မလို့တော့ဘူးဆိုအခုတော့ तू ကအရင်မော့နေမဟုတ်ပါဘူးဗျာဘိုက်စာနေလို့ပါသူတို့ပြောရင်းဆိုရင်ထမင်းစားပြီးတော့ပတ်စံရှင်းဖို့စပယ်လေးကိုကြွက်နီကလှမ်းခေါ်လိုက်ပါလေတယ်စပယ်လေးရေပတ်စံရှင်းမဲ့ဟေးဟုတ်ကဲ့လာပါပြီရှင်ဘယ်လောက်ကြလဲညီမ3600ပါထမင်းက3000ဖြော်ရည်က600ပါရှင်ကိုကြောင်ပတ်စံရှင်းလိုက်လေဗျာကျုပ်မပတ်စံမပါဘူးအောင်မဲမင်းလှမ်းခေါ်တာမင်းလှမ်းခေါ်တာလေပတ်စံရှင်းဆိုတော့ငါရှင်းရမှာလားမဟုတ်ဘူးလေဗျာကိုကြောင်တာဝန်ယူရလေအေးပါထားပါတော့ကိုကြောင်အောင်ကပတ်စံထုတ်ရှင်းနေတော့စပယ်ကကိုဘတောင်းကိုကြည့်ပြီးစကားဆိုလိုက်ပါတော့တယ်ကိုကြောင်မပါလဲဝင်ခဲ့နော်ကိုဘတောင်းကြီးခင်ဗျာမျက်နှာหนีရဲပြီးရှက်နေပါတော့တယ်အော်ဟုတ်ကဲ့အပြင်ညရင်ဝင်ခဲ့ပါမယ်လူမကြီးကိုဘတောင်းလည်းဒီမင်းကလေးရဲ့ညှူတူတူအတန်လေးကြောင့်အတန်တွေတုံနေပါတော့တယ်ကျုပ်ကတော့မကြုံအောင်လာခဲ့မယ်ကြွက်နီကတော့ပြုံကြီးစကားဆိုနေပါတော့တယ်သူတို့၃ယောက်လည်းစားပြီးခီးဆိုင်ခဲ့ကြရနောက်နေ့မနက်မှာပဲမြောက်ရီကိုပစ္စည်းပို့မဲ့နေရရောက်ပါတော့တယ်ဆရာကြီးကျုပ်ထိုင်းဘက်ချောင်းတွဲလဲချင်တယ်ဗျာတခါမှမရောက်ဘူးဟုတ်သားပဲကိုဘတောင်းကျုပ်ကလည်းဒီကပြန်ရင်ရအောင်မဟုတ်ဘူးစောက်ရအောင်မှာတွဲလဲရတာပေါ့ကဲယူရီးယားဘက်တော့ရောက်ပြီဘယ်လိုဆက်သွားကြမလဲမဲထောက်စီကိုလိုင်းကားစီးသွားမယ်လေအဲ့ရောက်မှကျွန်တော်စီရင်ပြီပဲဟုတ်ရဲ့လားကိုကြောင်ရဲ့ဟုတ်ပါတယ်ဗျာကျုပ်ခဏရောက်ပါတယ်ကဲအဲ့ဒါဆိုတော့သွားကြတာပေါ့ဒီလိုနဲ့သူတို့၃ယောက်လဲလေကြပတ်ကြနဲ့တစ်ပတ်လောက်ကြာတော့ပြန်လာခဲ့ကြတယ်ကားထားတဲ့ဂိုဒေါင်ကိုရောက်တော့ကားထုတ်ပြီးတော့ပြန်လာခဲ့ကြတာည9 နာရီလောက်ရောက်တော့ကိုဘတောင်လဲကားကိုလမ်းဘေးချရက်ပြီးတော့အပေါ်ပါသွားကြလေတော့တယ်ဆရာကြီးမနေ့လောက်ဆိုရင်စပယ်တို့ထမင်းဆိုင်ကိုရောက်တော့မယ်နော်ရောက်မှာပေါ့ကွာမင်းဟာတော်ဖြစ်နေမဟုတ်ပါဘူးဗျာလက်ရလေးကောင်းလို့ပါပြောရင်ဆိုရင်လည်းကားပေါ်ကိုရေးတစ်ခုတက်သွားတာကိုတော့ဘယ်သူမှမသိလိုက်ကြဘူးကဲပြီးရင်ကားပေါ်တက်ကြလေကားပေါ်တက်ချင်းကားတကားမပိတ်ရသေးဘူးစောက်ပြီးပိတ်သွားတော့တယ်နောက်ဆုံးမှတက်လာတဲ့ကြွက်နေခြေထောက်ကိုလည်းညှက်သွားတယ်အာခြေထောက်ကိုတင်ပြီးမှပိတ်လီကွာမဟုတ်ဘူးဆရာရဲ့တကားသူ့ဘာသူပိတ်သွားတာကဲအဲ့ဒါထားတော့လာအထဲဝင်ခဲ့တော့အဲ့ဒါလိုနဲ့အပြန်ခီးရတော့အသွားတုံးကလို့ချောမွေ့မနေတော့ဘူးတကားဘက်ပြတဲ့မောက်ကိုကြည့်ရင်စီးနေတဲ့ကိုကြောင်အောင်ရဲ့အရှိတဲကအရိပ်မဲတစ်ခုဖြတ်သွားတော့မျက်စိကိုပုတ်ပြီးထက်ကြည့်လိုက်ရဘာမှမတွေ့တော့ဘူးကိုဘတောင်ခမည်းတွေ့လိုက်လားဘာကိုကြောက်တွေ့ရမှာလဲ
အေးမေးလီမရှိပါဘူးဗျာခင်ဗျာအိမ်မက်နေမှာပေါ့ကျုပ်မအေးရသေးပါဘူးဗျာအဲ့ဒါဆိုလည်းမျက်စိမှားနေမယ်စိတ်တထားမနေနဲ့ကိုဘတော်ကစကားဆိုရင်ဆရာတော်ပေးထားတဲ့စိတ်ချိန်လုံးလေးကိုလက်တစ်ဖက်ကင်ထားပါလေတော့တယ်ကိုဘတော်ရဲ့ကုန်တင်ခန်းနောက်ဘက်ကငိုတန်ကြီးကြားနေရတယ်ဖြစ်တယ်ဒီတစ်ခါငိုတန်ကိုကြားရတော့အကုန်လုံးကြားနေရချင်းသားကိုဘတော်ကကားမောင်းနေပေမဲ့ကိုကျော်အောင်နဲ့ကြွက်နေကအိတ်နေရင်ငိုတန်ကြားတော့နိုးလာခဲ့တယ်ဆရာဘသူငိုနေတာလဲဟုတ်တယ်ကိုဘတော်ခမရမကြားဘူးလားကျုပ်ကြားတယ်ခမရတို့နှစ်ယောက်ကြောက်နေမှာဆိုလို့မခေါ်နှိုးတာငိုတန်ကြားနေကျုပ်တို့ကဘာကြောက်အောင်ပါလဲကဲမကြောက်ဘူးဆိုလဲကားနာကိုလှည့်တာကြည့်လိုက်တော့ကိုဘတော်ကကားနောက်ကြည့်မှန်လေးကနေမြင်နေရပေမဲ့ကြီးကြီးပြောနေတဲ့ကိုကျော်အောင်ကိုလက်တွေကြည့်ခိုင်းလိုက်ပါလေတော့တယ်အောင်မလေးတရေကိုကျော်ဘာမှလဲတရေတတိလေးသွားတဲ့ကိုကျော်အောင်ကိုကြွက်နေမှလှုပ်နှိုးရင်အော်တဲ့ကားနောက်ခန်းကိုလှမ်းကြည့်လိုက်လေတရေမကြီးပြိုးတပည့်ဖြစ်သူကြွက်နေရဲ့အတန်ကြားတော့မှကားကိုလမ်းဘေးချရက်ပြီးဆရာတော်ပေးရတဲ့ချိန်လုံးကိုကင်ပြီးကားပေါ်ကဆင်းခဲ့ပါလေတော့တယ်ကိုဘတော်ကဆရာတော်ရဲ့ချိန်လုံးအစွမ်းကိုစမ်းကြည့်ချင်တာလည်းပါတယ်ချိန်လုံးနဲ့မှမရရင်ကိုယ်တိုင်နှပန်းဝင်လုံးဖို့လည်းစိတ်ပိုင်းဖြစ်တာလေချိန်လုံးကိုကင်ထားတဲ့ကိုဘတော်ကလေပေါ်ကိုချိန်လုံးကိုဝှေ့ရိုက်တယ်ဘာလို့ငါတို့လာနှောက်ချက်နေတာလဲနှောက်ချက်နေတဲ့တရေမှာထွက်ခဲ့စမ်းကိုဘတော်ရဲ့မမဘာအတန်ကြီးကြောင့်တရေမဟာငိုကြီးချက်မနဲ့ကိုဘတော်ရဲ့ရှေ့တက်မှာဒူးထောက်လာခဲ့ပါတယ်မလုပ်ပါနဲ့အကိုတို့ကညမနာမည်ကိုခေါ်တန်ကြလို့နှုတ်ဆက်ရအောင်လာခဲ့တာပါချိန်လုံးကြီးကိုထပ်မယမ်းပါနဲ့ပူလွန်းလို့ပါထပ်သွားပါတော့မယ်တရေမစကားဆိုပြီးပျောက်သွားပါလေတော့တယ်ကိုဘတော်ကလည်းငါတို့ခေါ်လို့လာတာငါတို့လာနှုတ်ဆက်တာတဲ့ဘာသူခေါ်မိတာလဲအဲ့ဒါလိုစဉ်းစားနေရင်ကားပေါ်ကိုတက်လာခဲ့ပြီးကားကိုမောင်းထွက်ပါလေတော့တယ်မနဲ့မိုးလင်းတော့မျက်စိကိုပုတ်ပြီးထလာတဲ့ကိုကျော်အောင်ကကိုဘတောင်ကိုစကားဆိုလာပါတော့တယ်ကိုဘတောင်ညကျွန်တော်ဘာဖြစ်သွားမှန်းမသိဘူးဒါမျိုးလဲကြုံမှမကြုံဘူးလားစိတ်ရထားမနေနဲ့ပြီးရလဲပြီးပြီပဲကိုဘတောင်ခမရတညလုံးမောင်းလာတာမဟုတ်ပါဘူးဗျာကားခဏရိပ်မှေးလိုက်ပါသေးတယ်မနဲ့မိုးလင်းခန့်ဒီမှာကျုပ်ဆက်မောင်းထွက်လာတာကဲဒါဆိုလဲနားအောင်လေဗျာကျုပ်ဆက်မောင်းပေးမယ်ဦးတရုတ်ကြီးဆိုင်ရောက်မှခမရဆက်မောင်းပေါ့ကောင်းတာပေါ့ကျုပ်လည်းခဏနားခြင်းတာတော့ပဲကိုကျော်အောင်တို့စကားပြောရင်းဆိုရင်လူချင်းပြီးကိုဘတောင်ကမထသေးရကြွက်နေထတော့မိုးလင်းနေပြီငါခဏမေးဦးမယ်ကိုဘတောင်မှကြွက်နေကိုထခိုင်းပြီးကိုကျော်အောင်ကိုအဖော်ပြုတ်စေပြီးခဏမေးနေပါတော့တယ်ကိုကျော်အောင်နဲ့ကြွက်နေစကားတပြောနဲ့မောင်းနေကြရဦးတရုတ်ကြီးဆိုင်ရှိရောက်တော့ကလပြင်းထိုးပြီးကြောက်တဲ့ဘုံမှာမြေပြူနဲ့ရေးထားတဲ့စာကိုတွေ့လိုက်တော့ကိုဘတောင်ရှေ့ကိုတစ်ချက်ကြည့်ပါဦးကိုဘတောင်ကထားကြည့်လေရစပယ်ဖြူအသက်22နှစ်ဆိုပြီးတော့ရေးထားတဲ့စာကိုတွေ့တော့မှတရေမညာပြောတဲ့စကားတွေကိုသတိရရင်စိတ်ချက်မကောင်းဖြစ်သွားပါလေတော့တယ်ကဲဆင်းကြကွာအကျိုးကြောင့်ဆင်းပေးကြတာပေါ့ကားပေါ်ကဆင်းချင်းဆိုင်ရှင်ဦးတရုတ်ကြီးမှမောင်ကျော်တို့လာကွာဦးတရုတ်ကြီးစပယ်ဖြူဘာဖြစ်တာလဲဟိုတစ်ခေါက်လာတော့ကျန်းကျန်းမာနေပါဦးတရုတ်ကြီးမှဒီလိုကွာဆိုပြီးတော့ကိုဘတောင်ကိုပြောပြပါလေတော့တယ်ညနေဦးတရုတ်ကြီးထမင်းဆိုင်ပိတ်ချိန်တွင်ဖြစ်တော့တယ်သမီးစပယ်ဒီနေ့ဆိုင်ပေးတာနောက်ကြတယ်ကွယ်ရပါတယ်ဦးရဲ့သမီးအဆင်ပြေပါတယ်မိုးလဲရမ်းချုံနေပြီဆိုတော့သမီးတော်နဲ့အိတ်လိုက်ပါတော့လားအိတ်လို့မရဘူးဦးရဲ့အိမ်မှာသမီးခွေးလေးတွေမွေးတာရှိတယ်မနက်ကပဲအစာတစ်ခါကျွေးရသေးရဆိုတော့ညနေပိုင်းပြန်ကျွေးရအောင်မယ်အေးပါကွယ်အဲ့ဒါဆိုလည်းဂယူးဆိုင်ပြန်အောင်မြို့ကြောင်နဲ့ကြံတဲ့ဟင်းလေးပါလေးထည့်သွားကွယ်ဟုတ်ကဲ့ဦးလေးရှင်ကျေးဇူးပါရှင်စပယ်လေးသူ့ရဲ့ခွေးကိုထမင်းကျွေးဖို့စိတ်လောနေဟန်ရှိသည်မြို့ထောင်ထဲဝင်ကထမင်းနှဲငယ်နဲ့ဟင်းနှဲငယ်ယူကစပိတ်မြပြန်ခဲ့ပါလေတော့တယ်စပယ်လေးပြန်ခဲ့ရလမ်းမှာလူငယ်တစုအရက်တောက်ရင်စပယ်လေးကိုလှမ်းဆနေပါတော့တယ်စပယ်လေးကစပိတ်ကိုအမြန်နှင်းကထွက်လာရင်လမ်းကွေးတနေရာတွင်ကုန်ကားကြီးတစ်စီးမှဖြတ်တိုက်သွားပါလေတော့တယ်စပယ်လေးခမရသွေးအိမ်ထဲမှာလဲနေပေမဲ့ကုန်ကားမောင်းသူအားဆင်းအောင်မကြည့်ပဲကားကိုမောင်းထွက်သွားပါလေတော့တယ်ခုနလေးတင်အရက်တောက်စားနောက်နေကြတဲ့လူငယ်တွေကလည်းပျောက်ချင်းမလားပျောက်ကုန်ကြတော့တယ်စပယ်လေးကြောက်သွေးအိမ်ထဲမှာရုံးရင်းကန်ရင်နဲ့အသက်ထွက်ခဲ့ရပါတော့တယ်စပယ်ဖြစ်သူမိန်းကလေးမှာတကူရီတကားသမားအရက်စကားအရာတကောင်ကြွက်ဖြစ်တော့တယ်အဲ့ဒီအတွက်ဦးတရုတ်ကြီးမှအဆဆရတာဝန်ယူပြီးအလောင်းမြေချသည်မှရက်လေသည့်အထိတာဝန်ယူဆောင်ရွက်ပေးခြင်းသာဖြစ်တော့တယ်ကိုဘတောင်တို့လည်းစပယ်လေးရဲ့သတင်းကိုကြားပြီးစိတ်ထဲမကောင်းဖြစ်ခဲ့ရတယ်
ကဲလေတရားနာမှာတက်နိုင်သလားကုငွေလေးထည့်ပြီးပြန်ခဲ့ကြပါလေတော့တယ်ကိုဘတောင်ကြီးကိုမိတ်ဆက်ဇလန်တွေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်လည်းကိုဘတောင်ရဲ့ဇလန်တွေကိုတင်ဆက်ပေးမှဖြစ်တဲ့အတွက် channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားအခေါင်းလုံးလေးကိုနှိပ်ခဲ့ပါကျွန်တော်ထက်လင်းပါ